နေ့မှာပင်လယ်ထဲမှာဝေးလံတဲ့ကျွန်းငယ်လေးကျွန်းတစ်ကျွန်းအကြောင်းလေ့လာရန်လူငယ်တစုရောက်လာကြတယ်။သူတို့တဲကလူငယ်တစ်ယောက်ဟာကျွန်းကိုစူးစမ်းလေ့လာပြီးအဲ့ဒီမှာတစ်သီးပင်မျိုးမျိုးပေါက်ရောက်နေတာကိုသိရှိခဲ့ပြီးလူတိုင်းအတွက်ဆန်နဲ့ရေလုံလောက်စွာရှိကြောင်းရှင်းပြသည်။ထိုကောင်လေးကအဆွေတို့ဒီကျွန်းမှာအစားအစာပေါ်များသည်ဘေးအန္တရာယ်လည်းမရှိတို့ရာတွင်ဒီကျွန်းကိုနတ်များဆောင်သည်တည်ထားတဲ့အရေးကြီးတဲ့အရာတစ်ခုရှိတယ်။နတ်တွေကစောင့်ကြပ်ထားတဲ့နတ်တွေကလူသားတွေနေ့စဉ်ထုတ်လုပ်တဲ့အမိုက်တွေကိုမမြင်ကျင်ကြဘူး။ဒီမှာနေခြင်းရင်အမိုက်မပစ်ပါနဲ့အမိုက်တွေကိုတွင်းတူးပစ်ပြီးရင်တွင်းထဲကအမိုက်အနက်မထွက်အောင်တဲနဲ့ဖုံးအုပ်ထားလို့ပြောပါတယ်။လက်သမားတို့သည်ထိုကျွန်းမှာပင်အခြေချနေထိုင်ရန်ဆုံးဖြတ်လိုက်ကြသည်လက်သမားတငယ်ချင်းနှစ်ဦးရှိသည်တဦးသည်ပညာရှိတဦးကပညာမဲ့သည်လက်သမားများသည်ဤကျွန်းပေါ်တွင်အခြေချနေထိုင်ပြီးနင်းတို့၏အိမ်များကိုတိဆောက်ရန်ဆုံးဖြတ်ခဲ့ကြသည်လက်သမားများသည်ကျွန်းပေါ်တွင်အခြေချနေလာရာမှာအတန်ကြာသောလက်သမားများသည်တေရက်ပြုလုပ်၍တောက်စားမှုရေးကြသည်တီဆိုကခုန်ကြသည်လက်သမားများသည်အမူးလွန်ကကျင်ကြီးကျင်ငယ်တို့ကိုစီကန်းတကြမစွန့်ကြတော့ထင်သလိုစွန့်ကြသည်ပြန်၍ဖုံးအုပ်ခြင်းမပြုကြအရက်အရန်တောက်မိတာကြောင့်သူတို့ရဲ့ပတ်ဝန်းကျင်ကိုဂယုမစိုက်တော့ဘူးအမိုက်တွေကိုနေရာအနှံ့ပစ်ချခဲ့ပြီးဖုံးအုပ်မထားကြတော့ပါထိုအခါကျွန်းဆောင်နှက်တို့သည်လွန်စွာအမျက်ထွက်ကြသည်15ရက်လွန်မြောက်လျင်သမုဒ္ဒရာရေကိုတက်စေ၍ကျွန်းစေးအံလူများကိုတေစေအောင်အံဟုစီစဉ်ကြသည်ဒါပေမဲ့နတ်တွေထဲမှာတော့အထူးကျင်နာတတ်ပြီးချစ်ခင်တတ်တဲ့နတ်တစ်ပါးရှိတယ်ကျင်နာတတ်သောနတ်တစ်ပါးကလူအများကိုမပျက်စီးစေလိုကျွန်းနေလက်သမားများထံလာရောက်၍ဘေးဖြစ်မည်အကြောင်းစုံကိုပြောပြသည်15ရက်မတိုင်မီထွက်ပြေးကြရန်လဲနှိုးဆော်သည်15ရက်အတွင်းဆူနာမီဖြစ်စေပြီးလှိုင်းကြီးတွေကကမ်းခြေတွေကိုတန့်ရှင်းရေးလုပ်ခိုင်းမယ်ဒီဂယုမဆိုင်တဲ့လူတွေကိုလည်းဖယ်ရှားပစ်မယ်ရက်ဆက်သောနတ်တစ်ပါးရောက်လာပြန်သည်ထိုနတ်ကလက်သမားတို့အားပထမပြောသွားသောနတ်သားသည်တင်တို့ကိုမလိုမုန်းထား၍ပြောဆိုခြင်းဖြစ်သည်ဤကျွန်းတွင်တာနေကြပါတစုံတရာဘေးမရှိပါဟုပြောဆိုပြန်သည်ပါအန္တရာယ်မှမရှိဘူးလို့ပြောတယ်ဤတွင်ပညာရှိသောကောင်လေးကစဉ်းစားချင်းချိန်ပြီးလျင်အဆွေတို့လှေတို့ကိုအသင့်စီရင်၍ထားကြမှတင့်မီပထမနတ်ဤစကားမှန်သောရေတက်သောအခါလှေဖြင့်ထွက်ခွာကြမည်ဒုတိယနတ်ဤစကားမှန်သောလှေတို့ကိုတင့်တော်ရာ၌ထား၍ဤကျွန်းတွင်ပင်ဆက်လက်နေကြမည်ဟုအဖော်လက်သမားတို့ကိုတငယ်ချင်းတို့ငါတို့လှေတွေဆောက်ပြီးအသင့်ပြင်သင့်တယ်လို့ငါထင်တယ်ပထမနတ်ကိုအကြံပေးခဲ့သည်ပညာမဲ့သောလက်သမားများကလက်မခံအဆွေတို့တင်တို့အလုပ်ပိုလုပ်လိုသူတွေဖြစ်သည်ပထမနတ်သားသည်ငါတို့ကိုမုန်း၍ဆိုခြင်းဖြစ်သည်ဒုတိယနတ်သားသည်ကချစ်၍ဆိုခြင်းဖြစ်သည်ဤတာရသောကျွန်းကိုငါတို့အဘဲကြောင့်စွန့်ရအံ့နီးလှေပြုလုပ်ရန်မလိုဟုဆို၏ပညာမဲ့သောလက်သမားကသူ့အပေါင်းအဖော်များကိုလှေမပြုလုပ်ရန်ပြောသည်သူ၏အပေါင်းအဖော်များကလည်းသူစကားကိုနားထောင်ကာဘာမျှမလုပ်တောက်စားမှုရေး၍တာနေကြလေ၏ပညာရှိလက်သမားကမူမိမိ၏ငယ်သားများကိုလှေပြုလုပ်စေသည်စားနပ်ရိက္ခာအပြည့်အစုံရှာဖွေ၍လှေပေါ်သို့တင်စေသည်ငယ်သားများကလည်းပညာရှိလက်သမား၏စကားကိုနာယူကာအဆအအရာရာအသင်ပြုလုပ်ထားကြသည်15ရက်မြောက်နေ့မှာပထမနတ်ကတတိပေးထားတဲ့အတိုင်းပင်လယ်ရေမျက်နှာပြင်ဟာမြင့်တက်လာပြီလှိုင်းလုံးတွေဟာကမ်းခြေကိုရောက်လာပါတယ်သမုဒ္ဒရာရေတို့သည်ပထမနတ်ပြောသည်တရိပ်ရိပ်တက်လာသည်ပညာရှိကောင်လေးနှင့်သူ၏အပေါင်းအဖော်များထွက်ခွာကြလေသည်သမုဒ္ဒရာရသည်ခါးလယ်မှပခုံးမှဦးကောင်းမှထန်းတစ်ဖျားတိုင်အောင်တက်လေတော့သည်ဒီတွင်ပညာမဲ့လက်သမားနှင့်တကွထိုသူကိုစီးကပ်သူအလုံးရည်နှင့်တေဆုံးသွားကြလေ၏